คะใช่กาแฟดีคะ လေရင်မဲကတိတ်ဆုံးနေတာနှစ်ပေါင်းများစွာကြာနေပြီဒါပေမဲ့သူမကတော့တာဝန်ချေနဲ့ဆက်ပြီးအလုံးလုံးနေတော့ပဲဒီလေရင်ကထူးဆန်းတဲ့လေရင်တစ်စင်းပေါ့အဲ့ပေါ်တက်သွားတဲ့လူတိုင်းဘရောမှပြန်မလာတော့ဘူးဒေစီကလေရင်ကန်းထက်ကိုလိုင်းချောက်သွားတော့သူမရဲ့နောက်မှာသွေးဆွဲနေတဲ့ခြေရနဲ့ချမ်းမြေပေါ်မှာပေါ်လာတယ်ဒီမြင်ကွင်းကိုအကောင်မလေးတယောက်နဲ့ဖုန်းကြီးတစ်ပါးကမြင်သွားတယ်သူတို့ကြောက်လုံးလို့စကားတော့မပြောနိုင်ဘူးဖုန်းကြီးကကြောက်နဲ့မျက်လုံးကိုမှိတ်ပြီးစူတောင်းစာတွေရွတ်နေလိုက်တယ်ဒါပေမဲ့သူတို့မသိလိုက်တာကဒီထက်ကိုကြောက်စရာကောင်းတဲ့အရာတွေလေရင်ပေါ်မှာစောက်ဖြစ်နေပြီဆိုတာပဲအိမ်သားထဲမှာလူတယောက်မျက်နှာတက်နေတော့ရုပ်တရက်သူ့နောက်ကနေသွေးပိတ်နေတဲ့လက်တဆောင်ထောက်လာပြီးသူ့မျက်နှာကိုသွေးထွက်အောင်ကုတ်ချစ်သွားတယ်တစ်ချိန်တည်းမှာပဲလေရင်ကန်းထဲမှာပူပြီးကြောက်စရာကောင်းတဲ့ကိစ္စတစ်ခုဖြစ်သွားတယ်ခရီးသက်တယောက်ကရုပ်တရက်ထားရလိုက်ပြီးလူအားလုံးကြည့်နေရင်းနဲ့ပဲသူ့ခေါင်းကိုတပည့်ပြအောင်လှည့်ပြလိုက်တယ်ပြီးတော့သူကချမ်းမြေပေါ်ကိုပုံလဲကျသွားတယ်လူအားလုံးကသူတေးပြီးလို့ထင်နေကြတာဒါပေမဲ့တကယ်တမ်းကျတော့သူကတတိမေ့သွားတာပဲဖြစ်ပြီးလဲဘင်းတော့ဘာမှမဖြစ်ဘူးဆိုတာကိုသူတို့သိလိုက်ရတယ်တွဲဖတ်လေရင်မှုကကုံတင်ခန်းထဲမှာတခုခုပုံမှန်မဟုတ်တာကိုတတိထားမိလိုက်တယ်သူတောင်းစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့မူလကတန်ရှင်းတက်ရနေတဲ့ကုံတင်ခန်းတစ်ခုလုံးတန်ကြီးတွေတက်နေတာကိုတွေ့လိုက်ရတယ်သူလေရင်ခန်းတက်ကိုပြန်ရောက်လာတဲ့အခါမှာတော့သူ့ခန္ဓာကိုယ်ကတဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားပါလိမ့်ရောရုတ်တရက်လေရင်ကဖိအားကျသွားပြီးခရီးသည်တွေအားလုံးယူကြောင်ကြောင်ဖြစ်ကုန်ကြတယ်သူတို့ရဲ့ခန္ဓာကိုယ်တွေကလင်လိုက်ကောက်လိုက်ဖြစ်နေပြီးလေရင်ကလည်းအတန်အကျဲမြည်လာတယ်မီးတွေအားလုံးလည်းပိတ်သွားကြတော့လူတိုင်းကကြောက်ကြောင်နဲ့စွပြုံပြီးနေကြတယ်ဒီအချိန်မှာပဲလူတိုင်းကဒေစီကိုဘာပဲဖြစ်နေတာလဲလို့မေးကြတယ်တကယ်တော့လွန်ခဲ့တဲ့10နှစ်ကဒေစီလည်းအခုလိုမျိုးကြုံခဲ့ဘူးလေအဲ့ဒီတော့ကလီရင်ဘော်ကခရီးသည်တွေအားလုံးနတ်ဆိုးပူးခံရတယ်လို့ဖြစ်ပြီးတရေတွေဖြစ်ပြောင်းသွားကြတယ်ကံကောင်းစွာနဲ့ပဲဒေစီကလီရင်မူအခန်းထဲကိုအချိန်မီဝင်ပုံနိုင်ခဲ့လို့အသက်ဘေးကလွတ်ခဲ့တာအဲ့ဒီအချိန်မှာပဲလီရင်ခန်းတကားပေါ်မှာသွေးစွမ်းနေတဲ့လက်ရာတွေစပြီးပေါ်လာတော့တယ်